မင်းသမီးဟာရွှေတကားဝကိုဖြတ်တန်းနိုင်ဖို့အတွက်လူအများကြီးရဲ့ရှေ့မှောက်မှာတင်သူမရဲ့ပိုရှန်နေတဲ့အသုံးဆောင်စင်တင်စာတွေကိုချုပ်ပစ်လိုက်တဲ့အဲ့ဒီတကားဝမှာလေလွဲကောင်းကောင်းလေးတွေအပြည့်ဆွဲထားတာပါခန္ဓာကိုယ်အချိုးအစားကောင်းမွန်တဲ့မျိုးသမီးတွေသာဘာအတန်မှမမြည်အောင်ဖြတ်တန်းသွားနိုင်တာဖြစ်ပါတယ်ပထမဆုံးအနေနဲ့မင်းသမီးစီလင်ကစပြီးရှောက်လန်းခဲ့တယ်လူတိုင်းကစိုက်ကြည့်နေတဲ့ကြားကပဲသူမဟာရွှေတကားဝကိုတီတီငင်ငင်နဲ့အေးဆေးဆေးဖြတ်တန်းသွားခဲ့တယ်လေလွဲကောင်းကောင်းတစ်ခုလေးတောင်မှမထိခိုက်ခဲ့ပါဘူးနောက်တစ်ယောက်ကတော့အီဂျစ်ပြည်ကမင်းသမီးပါသူမရဲ့ခြေလမ်းတွေကပေါ်ပါလုံးလို့သူမလည်းပဲပြီးပြည့်စုံစွာဖြတ်တန်းနိုင်ခဲ့တယ်ဒါပေမဲ့လူတိုင်းရဲ့အာယုံကိုတကယ်ပဲဖန်ဆားနိုင်ခဲ့တာကတော့မင်းသမီးမီယာပါပဲသူမကမျက်နှာဖုံးပူဝါကိုလှန်လိုက်တဲ့အခါအလွန်လှပတဲ့မျက်နှာလေးပေါ်လာခဲ့တယ်ပြီးတော့သူမရဲ့ဝို့အပြင်စင်ကိုချွတ်လိုက်တဲ့အခါကြောက်စစ်ထူထားသလိုအပြစ်ပြောစရာမရှိတဲ့ခန္ဓာကိုယ်အချိုးအစားကပေါ်ထွက်လာတော့တယ်အခန်းထဲမှာရှိတဲ့မျိုးသားတိုင်းဟာမျက်မှောင်ကျုပ်ပြီးအကြည့်လွဲလိုက်ကြရတယ်သူမရဲ့မျက်လုံးတွေကိုတိတ်တိတ်မကြည့်ရဲကြဘူးလေမီယာဟာယုံကြည်မှုအပြည့်နဲ့ရှောင်လန်းခဲ့ပြီးပထမအဆင့်ကိုပြဿနာမရှိဘဲအောင်မြင်သွားခဲ့တယ်ဒါပေမဲ့မိဖုရားတယောက်ဖြစ်ဖို့ဆိုတာရုပ်ရည်လားပါယုံနေမကပါဘူးဉာဏ်ပညာနဲ့တတိရှိကြောင်းကိုလည်းသက်သေပြရအောင်ပါပါဒါကြောင့်ဘုရင်ကြီးကသူ့ရဲ့အမတ်တွေကိုပု္ပ္ပာ၃ခုထုတ်ခိုင်းခဲ့တယ်ဒါပေမဲ့အဲ့ဒီမိကုန်းတွေကသူတို့အတွက်တော့မခက်ခဲပါဘူးမင်းသမီး၃ယောက်စလုံးကပြည့်စုံတဲ့အဖြေတွေကိုပေးနိုင်ခဲ့ကြလို့ရမတ်တွေကတူညီပြီးတရေဖြစ်နေတော့မယ်တခြားရွေးချယ်စရာမရှိတော့တဲ့အတွက်ဘုရင်ကြီးကနောက်ဆုံးစံသက်ချက်ကိုထုတ်သုံးခဲ့ရတယ်အစီကံချို့ကစပွဲတစ်လုံးကိုတဲလာပေးကြတယ်မင်းသမီး၃ယောက်စလုံးဝေခွဲမရဖြစ်ပြီးကြည့်နေစင်မှာပဲသူတို့ရှေ့မှာဗလာခွက်၃ခွက်ကိုလာချထားပေးတယ်ပြီးတော့အစီကံတွေကခွက်တိုင်းတွေကိုရေရေဖြည့်လိုက်ကြတယ်ဘုရင်ကြီးကအဲ့ဒီခွက်တွေကတစ်ခွက်ထဲမှာပြင်းထန်တဲ့အစိတ်တွေခတ်ထားတယ်လို့ပြောတယ်ငုံတောက်လိုက်တာနဲ့ချက်ချင်းလဲတည်သွားမယ်ပေါ့သူပြောတာတေချာကြောင်တက်တေပြဖို့အတွက်တေရန်ကြအကျဉ်းသား၃ယောက်ကိုခေါ်လာပြီးအဲ့ဒီနေရာမှာတင်ချက်ချင်းစမ်းသက်ပြခဲ့တယ်သူတို့တွေကတယောက်ဟာဈေးတောက်ပြီးတာနဲ့ချက်ချင်းလဲကျတည်ဆုံးသွားခဲ့တယ်အခန်းလုံးလည်းရေခဲပြင်လို့အေးဆက်တုံလို့သွားကြတော့တာပေါ့အဲ့ဒီနောက်မှာတော့အစီကံတွေကခွက်တစ်တွေကိုလဲလှယ်လိုက်ပြီးမင်းသမီး၃ယောက်စလုံးရဲ့မျက်လုံးတွေကိုအဝိနဲ့စီးလိုက်ကြတယ်ပြီးတော့ခွက်တွေကိုနေရာအနှံ့ရုံးဝေလိုက်ကြတယ်သူတို့မျက်လုံးတွေပြန်ဖွင့်လိုက်တဲ့အချိန်မှာဘုရင်ကြီးကထပ်ပြီးစကားပြောပါတယ်သူကမင်းတို့အခုချိန်မှာလက်လျှော့ပြီးထွက်သွားခြင်းရင်လည်းထွက်သွားနိုင်ပါသေးတယ်ဒါပေမဲ့အဲ့ဒါကမိဖုရားဖြစ်ခွင့်အခွင့်အရေးကိုပါလက်လွတ်လိုက်ရမှာဖြစ်တယ်လို့ပြောလိုက်တယ်အီဂျစ်မင်းသမီးကပထမဆုံးရှိကိုတက်လာခဲ့တယ်ဒါပေမဲ့သူမကခွက်တွေနားကိုမသွားဘဲတန်းတန်းမတ်မတ်ပြင်ကိုထွက်သွားခဲ့တယ်သူမကတော့အသက်ရှင်လေးရဲ့အိမ်ပြန်ပြီးမိသားစုရဲ့အမွေနှစ်တွေကိုစက္ကန့်တာကပိုကောင်းတယ်လို့ပြောခဲ့တယ်မင်းသမီးစီလင်ကတော့တုံဆိုင်နေခဲ့တယ်ဒါပေမဲ့မိဖုရားဖြစ်ခွင့်ရနိုင်ဖို့အတွက်သူမဆက်ပြီးစွန့်စားဖို့ဆုံးဖြတ်လိုက်တယ်သို့တော်လည်းသူမဟာခွက်တွေရဲ့ရှေ့မှာတကယ်တမ်းမတက်ရလိုက်ရတဲ့အခါလုံးဝတောင်းတင်းသွားခဲ့တယ်ဘာလို့လဲဆိုတော့အမှားယွင်းမိရင်တေးမှမို့လို့ပဲဒါကြောင့်သူမကမီယာကိုအရင်ဦးဆုံးရွေးခိုင်းဖို့အကြံပြုလိုက်တယ်မီယာကတော့ထူးထူးဆန်းဆန်းကိုတည်ငြိမ်နေခဲ့တယ်သူမကခွက်တစ်ခွက်ကိုကောက်ယူပြီးအကြိုက်တဲနဲ့မောတောက်လိုက်တယ်လူတိုင်းကရင်တမမနဲ့စောင့်ကြည့်နေခဲ့ကြပေမဲ့သူမကတော့ဘာမှမဖြစ်ပဲလုံးဝအဆင်ပြေနေခဲ့တယ်အဲ့ဒါကစီလင်ကိုပို့ပြီးတော့တောင်ထိတ်လန့်သွားစေခဲ့တယ်သူမဟာဟိုခွက်ရွေးရနုံနုံဒီခွက်ရွေးရနုံနုံနဲ့နောက်ဆုံးတော့ညာဘက်အစုံဆုံးကခွက်ကိုရွေးလိုက်တယ်ဒါပေမဲ့အဆုံးတက်မှာတော့သူမတကယ်မတောက်ရဲပဲပြန်ခွဲကနေနှုတ်ထွက်လိုက်ရတော့တယ်အဲ့ဒီနောက်မှာတော့မီယာကနောက်ထပ်ခွက်တစ်ခွက်ကိုကောက်ယူပြီးတိုက်ရိုက်မောတောက်လိုက်ပြန်တယ်စီလင်ကတော့လုံးဝဆုံးပြီးရက်ကြည့်နေခဲ့ရတယ်ဒါပေမဲ့နောက်ထပ်ဖြစ်လာတဲ့အရာကလူတိုင်းကိုပို့ပြီးတော့တောင်အံ့အားသင့်သွားစေခဲ့တယ်။မီယာကနောက်ဆုံးကြံတဲ့ခွက်ကိုပါနှမ်းယူပြီးတစ်စက္ကန့်လေးတောင်တုံးဆိုင်မနေပဲတောက်ချလိုက်ပြန်တဲ့တခန်းလုံးတေလူလိုငိမ့်သက်သွားခဲ့ကြတယ်။ဒါပေမဲ့သူမစီကနေအစိမ့်မိတဲ့လက္ခဏာတစ်ခုလေးတောင်ပေါ်မလာခဲ့ပါဘူး။တကယ်တော့မီယာကဒါတွေအားလုံးကိုအစကတည်းကရိပ်မိနားလည်ထားတာဖြစ်ပါတယ်။ဘုရင်ကြီးဟာတကယ်အစိတ်စစ်ကိုဘယ်တော့မှသုံးမှာမဟုတ်ဘူးဆိုတာသူမသိနေခဲ့တာပါ။စောစောကလဲကျတည်ဆုံးသွားတဲ့အကျဉ်းသားဟာဟန်ဆောင်ပြသွားတာတက်တက်ပဲဖြစ်ပါတယ်။ဘုရင်ကြီးကသူမရဲ့စွမ်းဆောင်ရည်အပေါ်အလွန်မင်းသဘောကျနှစ်သက်သွားခဲ့ပြီးအဲ့ဒီနေရာမှာတင်မီယာကိုမိဖုရားတဲ့အဖြစ်ချက်ချင်းကြေညာလိုက်ပါတော့တယ်